大家好，欢迎来到雪花莲学中文。今天我们一起学习中文吧。ဒီနေ့တော့是ဖြစ်သည်ဟုတ်သည်ရဲ့အသုံးပြုပုံကိုလေ့လာကြရအောင်။ဥပမာအနေနဲ့我是学生，ကျမကကျောင်းသူပါ။他是老师，သူကဆရာပါ။他是醫生，သူမကဆရာဝန်ပါ။我是雪花莲，ကျမက雪花莲吧。他是中国人，သူကတရုတ်လူမျိုးပါ။他是我的朋友，သူမကကျမရဲ့တငယ်ချင်းပါ။အခုတော့ရှေ့ရဲ့အသုံးပြုပုံကိုတည်သွားကြပြီဆိုတော့နောက်တစ်လုံးဖြစ်တဲ့这是ဒါကဒီဟာကကိုယ်အနီးနားမှာရှိတဲ့လူပစ္စည်းနေရာကိုညွန်ပြတဲ့အခါသုံးတယ်ဥပမာအနေနဲ့这是书ဒါကစာအုပ်ပါ这是老师ဒါကဆရာမပါ这是我的手机ဒါကကျမရဲ့ဖုန်းပါ这是我的朋友ဒါကကျမရဲ့တငယ်ချင်းပါအခုလေ这是အသုံးပြုပုံကိုတည်သွားကြပြီဆိုတော့ဆက်ပြီးတော့那是အဲ့ဒါကအဲ့ဟာကကိုယ်အဝေးမှာရှိတဲ့လူပစ္စည်းနေရာကိုညွန်ပြတဲ့အခါသုံးတယ်ဥပမာအနေနဲ့那是学校အဲ့ဒါကကျောင်းပါ那是医院အဲ့ဒါကဆေးရုံပါ那是我的妈妈အဲ့ဒါကကျမရဲ့အမေပါ那是中国အဲ့ဒါကတရုတ်နိုင်ငံပါအခုလေ就是နဲ့那是တည်သွားပြီဆိုတော့နီးရင်这是ဝေးရင်那是是这是那是ဒါတွေအားလုံးသိပြီဆိုတော့是吗ဟုတ်လားတကယ်လားဆိုတဲ့စကားလုံးနဲ့不是မဟုတ်ဘူးဆိုတဲ့အငင်းစလုံးနဲ့အားလုံးပေါင်းပြီးအတူတူလေ့လာကြရအောင်ဥပမာ他是我的爸爸သူကကျမရဲ့အဖေပါ是吗ဟုတ်လား我是缅甸人ကျမကမြန်မာလူမျိုးပါ是吗ဟုတ်လား那是你的书吗အဲ့ဒါကမင်းရဲ့စာအုပ်လား不是那不是我的书မဟုတ်ဘူးအဲ့ဒါကကျမရဲ့စာအုပ်မဟုတ်ဘူး这是你的朋友吗ဒါကမင်းရဲ့တငယ်ချင်းလား不是这是我的姐姐မဟုတ်ဘူးဒါကကျမရဲ့အမပါ谢谢大家我们下次见